တိုးငါတို့မကြီးလုံးမသေးလုံးတော့ပြင်အောင်အိမ်တလုံးရဲ့ရှိမှာလူတယောက်ဟာငါတိုးဆိုတဲ့ကောင်လေးကိုအော်ခေါ်နေခဲ့ပါတယ်ဒီကောင်ငါတို့ဘယ်ရီလျှောက်သွားနေတာပါလဲဟဲ့ကောင်ငါတို့ခေါ်နေရမကြောက်ဘူးလားကွာကြားပါတယ်ဗျဘာလို့အော်ကြီးကျဲလုံနေရတာလဲအဖိုးကမင်းကဒီလောက်ခေါ်နေရမကြောက်ဘူးလားကွာရေချိုးကန်ထဲမှာရေချိုးနေလို့ပါအထက်မှာဘာမှမကြားရဘူးဗျတကားဖွင့်မှာပဲအဖိုးတန်ကိုကြားလိုက်ရတာပိန်ပိန်ပပအရန်ရှိရှိနဲ့ကောင်လေးဟာသူ့ဖိုးဖြစ်သူရှိမှလက်ပိုက်ပြီးစကားကိုပြောင်ပြောင်ပဲပြောနေပါတယ်မင်းကို့ဖို့ဒီလိုလေးသားနဲ့ပြောရလားကွာအဖိုးကတော့လှုပ်ပြီးကျုပ်ကိုကြံဖန်ပြီးတော့အပြစ်တင်နေတော့တာပဲဒါအဖိုးလေမင်းကတင်ပေးတဲ့ပညာတွေကြတက်အောင်မသိဘူးမဟုတ်တာတွေပဲလှုပ်ပြီးတော့အချိန်ကုန်နေတယ်ငါလို့ဆရာကောင်းတမကောင်းနဲ့တွေ့ရအောင်မင်းဘာတွက်လို့လဲဟမ်အဖိုးမှာမော့ပညာတွေရှိပေမဲ့ကျုပ်ကိုတော့မြင်အောင်မကြည့်နိုင်ပါဘူးဗျာအစွမ်းထက်တဲ့ကာရာမန်နေရာတွေဆိုတာဖုံးကြီးတွေပဲအစွမ်းထက်တဲ့နဲ့သုံးနိုင်တာဗျအမဲလိုက်တဲ့နေရာလို့အကုသို့လုပ်ဖို့မဟုတ်ဘူးဟာအဖိုးဘာလို့ကျုပ်ကိုပြစ်တာလဲဗျနားတယ်ဗျနားတယ်ကတိုးကတော့ခေါင်းကိုပုတ်ပြီးနာလို့ငိုနေရှာပါတယ်ငါပြောမယ်နားထောင်ကာရာမန်နေရာဆိုတာကငါတို့ပုထုဇဉ်တွေနဲ့သုံးလို့ရတယ်ကွအသက်အန္တရာယ်ရှိလာတဲ့အခါမျိုးတွေမှာကာကွယ်နိုင်တယ်အဲ့ဒါကိုမှတ်ထားမင်းကတော့လေလူတော်မဖြစ်ကြသေးဘူးငါ့ကိုခြေရချင်းတိုင်းကျင်နေပြီတော်တော်တစိမ့်နှထောင်မို့သွားဝဲချင်းဒီနေ့မင်းကိုအဲ့ဒီကိုခေါ်သွားမယ်ဘေးဦးလေးဗျဘယ်ရမှာလဲတောရဲကိုပေါ့ဒါကိုကြားရနဲ့ငတိုးဟာအမြန်ပဲအဖိုးစီကနေပစံကိုယူကစီဝဲဖို့ထွက်သွားခဲ့ပါတယ်အဖိုးဖြစ်သူကတော့ခရီးထွက်ဖို့ပြင်ဆင်နေခဲ့ပါတယ်လူနှစ်ယောက်စာထမင်းတို့ရေဘူးအလွတ်နဲ့တနက်ကိုတေချာစွာစစ်ဆေးနေခဲ့ပါတယ်အဖိုးစိန်ဟာငတိုးအတွက်တော့တနက်ကင်ဖို့ဆိုတာငယ်သေးတာမို့တနက်ကိုပေးမကင်ခဲ့ပါဘူးအဖိုးစိန်15မိနစ်လောက်ပစ္စည်းတွေကိုစစ်နေပြီးအချိန်မှာငတိုးတယောက်ဓာတ်စီ1လီတာခွဲပလင်းလေးကိုကင်ပြီးပြန်လာခဲ့ပါတယ်တော်အိမ်ပြန်ပြီးတော့အဝတ်စားလေးပြီးပြန်လာခဲ့ငါစောင့်နေမယ်ဒီလိုနဲ့အဖိုးစိန်ဟာငတိုးကိုအဝတ်စားသွားလေးဖို့ပြောလိုက်ပြီးသူကတော့အနီးအောင်ဆိုင်ကယ်ပေါ်မှာအသက်အနေထားနဲ့ထိုင်ပြီးတော့စောင့်နေခဲ့ပါတယ်9မိနစ်လောက်ကြာတော့မြေဖြစ်သူပြန်ရောက်လာပြီးတော့နောက်တစ်ကောင်လုံးဆိုင်ကယ်ပေါ်တက်ခွာလိုက်ပါတယ်တိချခိုင်တာနော်ဟဲ့ကောင်โอเคမောင်းစီဗျာမော်တော်ဆိုင်ကယ်ဟာမထွက်ခါချင်းလိုဖြစ်နေပြီးဆက်နိုးမလာခဲ့ပါဘူးဆိုင်ကယ်ဘာဖြစ်နေရလဲဗျမသိဘူးလေကွာအော်တော့ဖွင့်မှုမိနေတာကွာကျေလောင်စာရဲပြီးရဲ့နောက်မှာတော့သူတို့မြေဖိုးနှစ်ယောက်ခရီးစားထွက်လာကြပါတယ်သွားမယ်ကင်ထားနော်ကင်ထားပါတယ်အဖိုးရမောင်းတာမောင်းပါအဲဒီနောက်တော့မြေဖိုးနှစ်ယောက်အနီရောင်ဆိုင်ကယ်ကြီးကိုစီးပြီးတော့တောင်ချီကိုခရီးစားထွက်လာခဲ့ကြပါတယ်မိနစ်20လောက်ကြာတော့တောင်ချီကိုရောက်သွားကြပြီးရွာသားအများစုကလည်းမိုးဆိုးအလုတ်ကိုလုတ်ကင်ကြတာမို့တောင်မော်ကိုတက်ဖို့လမ်းကဖြောက်ဖြူနေပြီးတောင်မော်တိလမ်းဆင်းလျှောက်စရာမလိုပဲသွားနိုင်ပါတယ်လှုပ်ထားကွဖိသားကြီးတောင်မော်တက်ပြလိုက်စမ်းရှုခင်းနေရလှလိုက်တာဗျာမော်တော်ဆိုင်ကယ်ဟာရုတ်တရက်ရက်သွားခဲ့ပါတယ်ဟာဘာဖြစ်တာတော့ဟာအဖိုးစင်ရဲ့ဆိုင်ကယ်ဟာရုတ်တရက်ထဖောက်တာကြောင့်ဘာလို့မှမသိဖြစ်သွားခဲ့ကြပါတယ်တတလုံးမတလုံးနဲ့ဆက်ကိုအချိန်ချင်းနှုတ်ခဲ့ပေမဲ့လေဆိုင်ကယ်ဟာအပီးတိုင်အိပ်ပျော်သွားခဲ့တာမို့နှိုးမရတော့ပါဘူးဘာဖြစ်နေတာတော့ကွာအဖိုးအဆင်ပြေပါမလားနေပါအောင်ကွာစိတ်မပူစားမနဲ့စစ်ကြည့်လိုက်ပါအောင်မေငတူးရီစီကုံသွားတာကွာမင်းအပူယူလာသေးလားဟာဝေလာတဲ့ဟာကိုမထည့်ခဲ့ဘူးလားဗျထဲတယ်လေကွာစီလက်ချာရှိနေသေးရဲ့မှန်လို့နည်းနည်းပဲဝယ်ခိုင်းလိုက်တာကွာအခုတော့သွားပြီပေါ့ဇက်ကမတနေရာကိုကြည့်ပြီးငတိုးတယောက်ကြောက်နေခဲ့ပါတယ်မင်းဘာလုပ်နေရလဲကွာစီရဖို့ကြံမအောင်ဘယ်လိုလုပ်မလဲလူတော်မရှိအောင်စီမပြောနဲ့ရေတောင်ရှာလို့ရမှာမဟုတ်ဘူးမင်းသွားဝယ်ဖို့လုပ်လေကွာစင်စင်စားလေးလည်းပြောပါဗျာဝယ်ပြီးပြန်လာခဲ့ပေါ့ကွာငါစောင့်နေပါပေါ့ဒီလောက်အဝေးကျွန်တော်ဘယ်လိုသွားရမလဲဗျနောက်တော့ဖိုးစိန်ဟာဆိုင်ကယ်ကိုထားခဲ့ပြီးမြေဖြစ်သူငတိုးနဲ့အတူတောင်မော်ကိုတက်ဖို့ဝယ်ဆုံးဖြတ်လိုက်ပါတယ်ငါတို့တောင်မော်ကိုဖြတ်လန်းကနေသွားကြမယ်သွားလို့ကတော့ရပါတယ်အန်နီရောကဲမာတယ်နော်အဖိုးကမြေဖြစ်သူကိုကြည့်လိုက်ပြီးပြောလိုက်တာကတော့ငါတို့သွားရမှာပဲလေကွာဆိုင်ကယ်အစာခြေလင်ရှောက်ရတာပဲကွာသားတာပါလမ်းလေးလျှောက်လို့တိတ်မသွားပါဘူးမင်းရလေလာသွားကြစို့အဖိုးစိန်ဟာဆိုင်ကယ်ကိုထားခဲ့ပြီးမြေဖြစ်သူနဲ့အတူတောင်ချီကိုလမ်းလျှောက်ပြီးတော့ခရီးဆက်လာခဲ့ကြပါတယ်2 နာရီ3 နာရီလောက်လမ်းလျှောက်ပြီးတဲ့နောက်မှာတော့အဖိုးဟာတစ်ပင်ကြီးတစ်ပင်ကိုညွှန်ပြခဲ့ကအပေအောက်မှာပြက်စီတွေချပြီးသွားဆောင်နေဖို့ငတိုးကိုပြောလိုက်ပါတယ်ဟိုပင်ကိုတွေ့လားအဲ့မှာသွားခဏဆောင်နေအပေနဲ့မနီမူကြီးတနေရာမှာစားစရာလေးဘာလေးလဲသွားရှာရင်းနဲ့ငါတောကောင်အချင်းကြီးသွားကြည့်အောင်မယ်သူတို့မိဖို့နေအောင်ဟာတောအုပ်ရဲ့အလေကိုရောက်နေကြပြီဖြစ်ပါတယ်အဖိုးပြောစကားကြောင့်ငတိုးတယောက်တစ်ပင်စီကိုသွားနေလိုက်ပြီးထိုင်ဆောင်နေခဲ့ပါတယ်တစ်ဖ
ဖက်မှာအဖိုးစိန်ကတော့တောကောက်တွေကိုအကဲခတ်နေရင်တနေ့ခင်တာအချိန်ကကုန်သွားခဲ့ပါတယ်အဖိုးစိန်ဟာအဝေးကလာတဲ့ငှက်တန်တွေပဲကြားနေရပြီးရှင့်လိုတရိတ်ဆန်ရဲ့အတန်ကိုမကြားမိတာမို့ထူးဆန်းတယ်လို့ဖြစ်နေပါတယ်နောက်တော့ငတိုးရှိရဲ့တပင်နာကိုပြန်လာခဲ့ပြီးထိုင်နေခဲ့ပါတယ်တုံးကအေးများတဲ့လေရဲ့ဆွဆောင်းမှုကြောင့်ငတိုးတယောက်တော့အိတ်ချင်နေပါပြီဒီချိန်မှာတရွက်တွေကိုနင်းလာနေတဲ့အတန်ကိုကြားလိုက်ရပြီးအဖိုးစိန်ဟာတနက်ကိုဆွဲကင်ပြီးမောင်းတင်ကအသက်အနေထားနဲ့တနက်ပြောင်းကိုအတန်လာရစီဦးတည်ပြီးတော့ချိန်ထားလိုက်ပါတယ်အတန်ကတဖြည်းဖြည်းနီးလာတာနဲ့အမျှအတန်ပိုင်ရှင်ကိုတွေ့လိုက်ရပါတယ်အတန်ပိုင်ရှင်ဟာလူတစ်ယောက်ဖြစ်နေပြီးသူ့လိုပဲတနက်တစ်လက်ကိုကြောမှလွှဲထားကတက်ကြီးပိုင်းအဖိုးတစ်ယောက်ဖြစ်နေခဲ့ပါတယ်တောထဲမှာသူတို့အပြင်တခြားလူရှိနေတာမို့အဖိုးစိန်ကတော့တတိထားနေပါတယ်ဘသူလဲဗျဘသူလဲမမိတ်နဲ့မို့ဆိုးဖိုးစိန်ဆိုတာငါပဲကွအဖိုးစိန်ကပြန်ပြောလိုက်ပြီးဆက်ချိန်ထားလိုက်ပါတယ်အမလေးငါသိပြီလို့ထင်ထားတာအဖိုးစိန်ရဲ့မျက်လုံးများကလူစိမ်းကိုစိုက်ကြည့်နေပြီးအတန်ကြာညတိတ်ဆိတ်နေခဲ့ပါတယ်ခဏကြာတဲ့အချိန်မှာတော့တနက်ကိုချကမေးလိုက်ပါတယ်ဘာဖြစ်တာလဲတခုခုဖြစ်လို့လားမင်းဒီကြောင်မသိသေးဘူးလားသတင်းတွေပြတ်နေရလေဒီတော့ထားမှာမင်းမို့လို့ညနေတတိနေနေတယ်တကယ်တော့အဖိုးစိန်ရောရောက်နေတဲ့တောဟာမရဏတော်အုပ်လို့အမည်တွင်နေပြီးတီးပြစားဝင်နေများစွာနဲ့ကြီးမားကျယ်ပြန့်တဲ့တောကြီးဖြစ်ပါတယ်ကြီးမားတဲ့တောင်လုံးရဲ့အောက်ခြေမှာရှိပြီးတောရိုင်းတရိษံများစွာရှိကအစာရစာပေါ်ကျွယ်သွားတဲ့တောတစ်ခုဖြစ်ပါတယ်တောထဲမှာအသက်အန္တရာယ်ပြုနိုင်တဲ့သတ္တဝါများစွာရှိတာကြောင့်မရဏတော်အုပ်လို့အမည်တွင်ခြင်းဖြစ်ပါတယ်အော်မင်းကတမန်ကြားဆိုတဲ့ကောင်အကြောင်းပြောနေရလားအဖိုးစိန်ရဲ့မိကုန်းကြောင့်အိတ်ချင်နေတဲ့ငါတို့မျိုးလုံးပြူသွားစေခဲ့ပါတယ်ကြောက်စိတ်တွေကလည်းတဖွာဖွာဝင်လာခဲ့ပြီးဘလို့တမန်ကြားဟုတ်လားအလန့်တကြားဖြစ်သွားတဲ့မင်းဖြစ်သူကိုအဖိုးစိန်ကငတိုးရတောမှာကြားရှိတာဘာဆန်းလို့လဲကွငတိုးကတော့တခါမှမကြုံဘူးတော့ကြုံနေရလို့အတော်လေးကြောက်တာပါမဖြစ်နိုင်ပါဘူးလူတွေကရှောက်ပြောနေတာဖြစ်မှာပါဟုတ်တယ်မလားဖိုးဘာမှကြောက်မနေနဲ့မင်းဖို့ငါတယောက်လုံးရှိတယ်ကြားမကလို့ကြားမိမ့်မလားစီအကုန်လုံးအမျိုးဖြုတ်ပြမယ်အရာအလုံးကတခဏများတိတ်ဆိတ်ငြိမ်သက်သွားပြီးနေအောင်ကြီးဟာလည်းအာပြော့ကအမောင်တူကကြီးဆိုးလာခဲ့ပါတယ်အေးဒုက္ခတော့များပြီဟဲ့ဒီအချိန်ပြန်ရင်လန်တော့မှာတဲ့တောရိုင်းဒရိတ်ဆန်နေနဲ့တွေ့ပြီးတော့အသက်ပြောက်နိုင်ခြင်းရှိရယ်မနေ့ရောက်တဲ့ဒီမှာပဲနေရတော့မှာပဲဒီညဒီမှာပဲအိတ်ကြမယ်ကွာငတိုးကတော့အဖိုးဖြစ်သူကိုလည်းမလွန်ဆန်ရဲဖြစ်နေကကြောက်နေပဲတော်ရဲမှာတညအိပ်ရတော့မှာဖြစ်ပါတယ်ကြောက်နေပေမဲ့လေအဖိုးကတော့ဇောရကမတက်ရဲခဲ့ပါဘူးအဖိုးစိန်နဲ့ဦးရောပါတို့ဟာအိတ်ဖို့နေရပြင်နေကြပြီးတစ်ကိုင်းတချို့နဲ့မီးမွေးဖို့လုပ်နေကြပါတယ်တညတာအတွက်လုံလောင်းမဲ့ထင်းများကိုရှာဖွေပြီးတော်ရိုင်းတရိษံနေမလာစေဖို့ရာမိဖို့ထားလိုက်ကြပါတယ်ကျုပ်တော့ဖို့တခုခုသွားရှာအောင်မယ်ခမရတို့မှာအစားတောက်လုံလောက်ရှိလားလူ3ယောက်စာအတွက်တော့လုံလောက်ပါတယ်ဗျဦးရောပါကကောင်းကြီးပြကထွက်သွားခဲ့ပါတယ်အပေအောက်မှာတော့အဖိုးစိန်နဲ့ငတိုးသာကြံခဲကြပြီးငတိုးကြောင့်နေမှာကိုသိလို့အဖိုးစိန်ကဒီမှာတွေ့လာလေဆွဲမင်းကငါပေးထားတာရှိရမလားအဲ့ဒါရှိရင်ဘာကောင်းမှကြောက်စရာမလိုဘူးကွအဖိုးအိမ်ပြန်ပြီးတော့အိတ်လို့မရဘူးလားကျွန်တော်ကြောက်တယ်ဗျမကြောက်ပါနဲ့ကွာမင်းဖို့ငါတယောက်လုံးရှိပါတယ်ကောင်းကင်ကြီးကတဖြည်းဖြည်းမိုင်းမောင်လာပြီးတရိษံပေါင်းစုရဲ့အတန်များကလည်းခြောက်ချားပွေထွက်ပေါ်လာနေခဲ့ပါတယ်အမောင်တို့ကလုံးဝအုပ်ဆိုးသွားတဲ့နောက်မှာတော့ဦးအပါတယောက်ပြန်ရောက်လာခဲ့ပြီးလူတရက်ခန့်ဝါကြီးတောက်ထဲမှာရှီများကိုထည့်လာကပြန်ရောက်လာခဲ့ပါတယ်ဝါကြီးတောက်ကိုတစ်ပင်မှာမိထားပြီးအဖိုးကတခုခုပြောနေခဲ့ပါတယ်ငါရေရှာနေနဲ့ငါးရီတင်နေရတွေ့လို့ကောက်ယူလာခဲ့တာငါကအစားကြည့်တော့မင်းတို့ထမင်းတို့လေးကုံသွားမှာဆိုလို့ကွငတိုးကတော့စားတော့မစားနိုင်မေးကြောက်ပင်ကြောက်နေခဲ့ပါတယ်ဒီလိုနဲ့အချိန်ဟာလည်းတဖြည်းဖြည်းနဲ့ညနက်လာခဲ့ပြီးလေထုဟာလည်းပိုအေးလာခဲ့ပါတယ်အဖိုးဖြစ်သူကထင်းအချို့ကိုမိဖို့တွေထည့်လိုက်ပြီးဦးဘောပါနဲ့စကားပြောနေခဲ့ပါတယ်ခမ နဲ့ကျုပ်အလှည့်ကျကင်းဆောင်ကြမယ်တကောင်ကြော်ရင်ခမကျုပ်ကိုနှိုးလိုက်ဦးဘောပါကလက်ခံကြောင်ကောင်းကြီးပြလိုက်တယ်အဖိုးစိန်ကတော့မြေဖြစ်သူကိုသူ့အိတ်ကိုခေါင်းလှုပ်ဖို့ပေးပြီးသူကတော့တစ်ပင်ကြီးကိုမေးပြီးတော့အိမ်နေရှာပါတယ်ငတိုးကတော့အိမ်မပြောခဲ့ပဲဟိုလေးဒီလန်းနဲ့လောက်ကအဖိုးဖြစ်သူအနာကိုကတ်နေခဲ့ပြီးညနာမှအိပ်ပျော်သွားခဲ့ပါတယ်ဦးရောပါကတော့တခုခုမတင်ကားတာရှိလို့အပြင်ထွက်ပြီးတော့အကဲခတ်ဖို့ထွက်သွားခဲ့ပါတယ်အေးတန်ကြောင်ငတိုးတယောက်လန့်နိုးလာခဲ့ပြီးခန္ဓာကိုယ်ကခဏတာလှုံမရဖြစ်နေခဲ့ပါတယ်ပို့ထားတဲ့မိဖို့ရဲ့အနှွေတက်ကငတိုးရဲ့မျက်နှာပုတ်ကိုဖျက်တမ်းသွားပါတယ်နောက်တော့အသက်တစ်ခုကိုကြားလိုက်ရပြီးအဖိုးစိန်ကငတိုးလက်ကိုဖမ်းကင်လိုက်ကမလုံနဲ့ငိမ့်ငိမ့်နေအဖိုးကျွန်တော်ကြောက်လာပြီနော်
ကြောက်ပါနဲ့ကွာငါရှိပါတယ်ဟုတ်ဘူးတရွက်6တွေကိုနင်းလာတဲ့အတန်ဟာအနာကပ်လာခဲ့ပြီးပို့ပြီးတော့6ချားပွဲရဖြစ်လာခဲ့ပါတယ်အဖိုးစိန်ကတတိလက်မလွတ်အောင်ငတူရဲ့လက်ကိုတင်းနေညှက်ထားလိုက်ပြီးနောက်အိတ်ထဲကတနက်ကိုအသာယူလိုက်ပါတယ်ရုတ်တရက်ဆိုသလိုညှိနှမ်းသက်သက်နဲ့အတူကြားတကောင်ရဲ့ဟင်းတန်ကိုကြားလိုက်ရပြီးမနစ်မျိုးစရာအနက်ဆိုကြီးနဲ့တရွက်6တွေကိုနင်းရတဲ့အတန်ဟာတဖြည်းဖြည်းနဲ့မိဖို့နောက်ကိုကပ်လာခဲ့ပါတယ်အဖိုးစိန်ကအတန်လာရာကိုတနက်နဲ့ချိန်ထားခဲ့ပြီးအသက်စောင့်နေခဲ့ပါတယ်တဖြည်းဖြည်းနီးလာတဲ့အတန်ဟာငတူရဲ့ကြောက်စိတ်ကိုပို့ပြီးတော့ဆိုးမိုးလာခဲ့ပါတယ်အဖိုးစိန်ကတနက်ပြောင်ကိုမိုးပေါ်ထောင်လိုက်ပြီး3ချက်လောက်ပြက်လိုက်ပါတယ်အဖိုးစိန်ရဲ့တနက်သားဟာကောင်းကင်တစ်ခုလုံးကိုဖုံးလွှမ်းသွားခဲ့ပြီးညနေအမောင်တို့ကိုထိုးဖောက်ပြက်လိုက်ပါတယ်ငတိုးကတော့ကြောက်စိတ်တွေထိမရတော့ပဲအဖိုးစိန်ကိုထားခဲ့ပြီးပြေးမိပြေးရာကိုပြေးသွားခဲ့ပါတယ်ဟဲ့ကောင်ငတိုးမပြေးနဲ့လေငါနာမနေကွအဖိုးစိန်ကတော့ဓမီကိုကမန်းကနန်းယူပြီးတော့ချစ်လာစွာသောမြေးလေးနောက်ကိုလိုက်ရပါတော့တယ်ငတိုးရဲ့ကြောကိုသာခဏမြင်ရပြီးဘယ်ရောက်သွားမှမသိတော့ပါဘူးငတိုးရေငတိုးအဖိုးစိန်ကတော့သူ့မြေးလေးကိုတွေးနှုံနှုံနဲ့အော်ခေါ်ပြီးလိုက်ရှာနေခဲ့ပါတယ်မြေဖြစ်သူကိုလည်းနားမလည်နိုင်ဖြစ်နေပြီးခေါ်လာမိတာကိုအဖိုးစိန်တယောက်နောက်နားရမိနေပါတယ်ငတိုးထွက်ပြေးသွားတဲ့ဘက်ကိုလိုက်ရင်ကြာဟင်းတန်ကိုလည်းထက်ကြရပြန်ပါတယ်မင်းဟာမင်းဘာကြားဖြစ်ဖြစ်ငါမြေကိုထီရင်တော့အဆွဲဖြဲပြီးတော့ဘိုက်ဖောက်ပြမယ်အဖိုးစိန်လည်းမြေစောနဲ့တနတ်ကိုကြစ်ကြစ်ပါအောင်ဆုပ်ကနေရာရင်းကိုလိုက်ရှာနေခဲ့ပါတယ်အဖိုးစိန်ကအပြောကြမိမယ်လေမြေဖြစ်သူငတိုးကိုတော့အလွန်တရာချစ်ရှာပါတယ်ဒီလိုနဲ့အချိန်တော်ကြာအောင်လိုက်ရှာနေခဲ့ပြီးငတိုးချီယာကိုတွေ့သွားခဲ့ပါတယ်အဖိုးစိန်လည်းရာသီဥတုတန်ကြောင့်ခန္ဓာကိုယ်တစ်ခုလုံးထုံကျင်နေပေမဲ့မြေဖြစ်သူကိုမရမကားလိုက်ရှာနေပါတယ်တနေရာအရောက်မှာတော့သွေးရိုင်တစ်ခုကိုမြင်လိုက်ရပြီးသွေးတွေကလက်ဆက်နေစေဖြစ်ပါတယ်ဒီချိန်မှာပဲအတန်တဲတဲတစ်ခုကိုကြားလိုက်ရပြီးအတန်လာရဘက်ကိုတက်မိနဲ့ထိုးကြည့်လိုက်တဲ့အခါတကူလုံးတရားတွေနဲ့ပြည့်နေပြီးသွေးအလိမ့်လိမ့်စီးကျနေတဲ့သူ့မြေလေးကိုတွေ့လိုက်ရပါတယ်ကဲကြပါဗျာအဖိုးကြီးတောင်းခဲ့ပါအောင်ဗျဟေးမတိုးလောက်ကွာအဖိုးစိန်ဟာရှေ့ကိုတိုးလောင်ခဲ့ပြီးရုတ်တရက်သူ့ရဲ့နှာခေါင်းထဲမှာကြားတကောင်ရဲ့အနံ့သက်ကိုရသွားတာကြောင့်ရက်ပြီးတော့ဓမီနဲ့ထိုးကအကဲခတ်နေပါတယ်အဲ့ဒါကငတိုးစီကနေလာနေတာဖြစ်ပါတယ်အဖိုးစိန်ကရှေ့ဆက်မတိုးတော့ပဲအချိန်အတော်ကြာအောင်စဉ်းစားနေပြီးငတိုးကိုအကဲခတ်ပါတယ်ငတိုးကတော့နာကျင်လုံးလို့အဟိတ်ညင်ညူနေပါတယ်ကဲပါကဲကြပါဗျာကျွန်တော်မိမမရသေးပဲမသိချင်သေးဘူးဗျကျွန်တော်ကဲပေးကြပါဗျာဟဲ့ကောင်မင်းဘာလုပ်လဲငါမြေပမာလဲပြောစမ်းဖိုးစိန်ကဒီလိုမေးလိုက်တာနဲ့ဒဏ်ရာရနေတဲ့ငတူရဲ့မျက်နှာကပြောင်းလဲသွားပြီးမျက်နှာမှာရွှင်စရာကောင်းတဲ့အပြုံပေါ်လာခဲ့ပါတယ်ဘယ်ဆိုးလို့လဲအဖိုးကြီးတဲ့တော်နေပါလားဒီလိုပြောပြီးငတိုးပုံပြောင်းထားတဲ့တမန်ကြားဟာကြောက်စရာအတန်နဲ့ကြီးနေဟိန်ဟောက်ပါတော့တယ်ကြောက်သွားပြီလားဘာငါမြေပမာလဲပြောစမ်းငါစားပြစ်လိုက်တာကြပေါ့ကွာအခုတော့မင်းလှဲ့ပဲသူ့မြေသေးပြီဆိုတဲ့အတန်ကိုကြားတော့အဖိုးစိန်ရဲ့ဒေါသငယ်လေးရောက်သွားခဲ့ပြီးလက်ထဲမှာဓမီကိုကြစ်ကြစ်ပါအောင်ဆုပ်ကိုင်းလိုက်ကသူ့ရဲ့လက်သုံးတော်တနက်နဲ့ဆွဲချင်းပြီးမိလိုက်ပါတယ်ငါမြေပါလေမင်းကငါမြေရဲ့ခန္ဓာကိုယ်ဘာကိစ္စယူရတာလဲမင်းမပြောရင်ငါ့ကိုအပြစ်မဆိုနဲ့နော်မင်းမြေဟုတ်လားမင်းကဒီငချွတ်လေးကိုပြောနေရလားမကောင်းဆိုးကဟဟပပနေရှင်းနေပါတယ်တောင်မြင်တော့အဖိုးစိန်လည်းစိတ်ကိုမထိန်နိုင်တော့ပဲတနပြောင်းကိုတမန်ကြပန်းလေးကချိန်ထားလိုက်ပါတယ်နှစ်ပေါင်းများစွာမုတ်ဆိုးလိုလာတဲ့အဖိုးစိန်ဟာတနက်ကိုမောင်းတင်ဓမီကိုပြတ်မှတ်ထိုးပြီးပြစ်ထည့်လိုက်ပါတယ်ဒါပေမဲ့တမန်ကြဟာခုံရှောင်ခဲ့ပြီးထွက်ပြေးသွားခဲ့ပါတယ်အမောင်တို့ကကြီးစိုးနေတာကြောင့်ချက်ချင်းအမောင်နဲ့ရောက်သွားတဲ့တမန်ကြကိုအဖိုးစိန်ကမမီလိုက်တော့ပါဘူးဒါပေမဲ့နောက်ထပ်ငတိုးသွင်းတဲ့တခြားတယောက်ဟာရောက်လာခဲ့ပြန်ပါတယ်ဒါပေမဲ့အဖိုးစိန်ကမယုံလိုက်သေးပဲတနက်ကိုချိန်ထားခဲ့ပြီးငတိုးလာကွာဒီချိန်မှာပဲမထင်မှတ်ထားတဲ့နောက်ထပ်ငတိုးတယောက်ကပါထပ်ရောက်လာပြီးစကားပြောနေခဲ့ပါတယ်အဖိုးကျွန်တော်လေးဗျာကျွန်တော်ဘာလို့တနက်နဲ့ချိန်ထားရတာလဲကျွန်တော်ကြောက်တယ်ဗျအဖိုးစိန်လည်းဝေခွဲမရဖြစ်သွားပြီးဘသူကမြေဖြစ်သူငတိုးအစ်စ်ဖြစ်လဲဆိုတာမှန်စာမရတော့ပါဘူးတယောက်ကတော့တေချာပေါက်မကောင်းဆိုတာဖြစ်တာမို့ပြစ်ကိုပြေးရပါလိမ့်မယ်နှစ်ယောက်လုံးကအဖိုးစိန်ကိုစကားတွေပြောနေပြီးသူတို့ကိုယ်သူတို့အစ်စ်ဖြစ်ကြောင်းကိုရှင်းပြနေကြပါတယ်ဒါပေမဲ့အဖိုးစိန်ပို့ပြီးတော့ဆိတ်လျှော့ထိုးရင်မှတပါဘာမှမတက်နိုင်ခဲ့ပါဘူးနှစ်ယောက်လုံးကအဖိုးစိန်စီရှောက်လာနေကြပြီးအဖိုးစိန်ကတော့နောက်ဆုံးနေရင်တစ်ပင်နဲ့ကက်လျက်အခြေအနေဖြစ်သွားပါတယ်အဖိုးကျွန်တော်ငတိုးပါဗျာမပြေးပါနဲ့ကျွန်တော်အစ်စ်ပါအဖိုးရုံမေယုံကျွန်တော်ကတေချာပေါက်ငတိုးပဲဗျ
အဖိုးစိန်ကအိတ်ထဲကကြည်တောင်ကိုမန်းမုံပြီးတနက်ထဲကသူ့မိဖြစ်သူနာမည်ကိုခေါ်လိုက်ပါတယ်။ဒါပေမဲ့နှစ်ယောက်လုံးရဲ့အဖြေတွေကတူနေခဲ့ပြီးအဖိုးစိန်ကတခုခုကိုသဘောပေါက်လိုက်ပါတယ်။အဖိုးစိန်ကကျေလောင်စာရှင်လိုက်ပြီးမင်းတို့နှစ်ယောက်လုံးကအတူရီလို့ပြောပြီးတော့လက်ထဲကတနက်နဲ့နှစ်ယောက်လုံးကိုပြစ်လိုက်ပါတယ်။မတိုးရောင်ဆောက်ထားတဲ့မကောင်းဆိုးဝါးတွေကကြားအသိပြောင်းသွားခဲ့ပြီးတကောင်ကသွေးရိုင်ထဲမှာလေးသွားပါတယ်။နောက်တစ်ယောက်ကတော့တဆိတ်အသွင်ပြောင်းသွားပြီးမင်းကငါတို့ကိုလှုပ်ရဲတယ်ပေါ့။မင်းတို့အဆက်လောက်နဲ့တက်မလားနဲ့ငါမြေကိုမမှတ်မိပဲနေမလားကွာ။အဖိုးစိန်ကပျော့ပျော့ဆဆုံနဲ့ပြေးဖို့လုပ်နေတဲ့တရဝနာကိုချင်းကပ်လာပြီးတနက်ကြီးအစ်စ်ကိုဖြိကပြောစမ်းငါမြေပါမလဲမပြောရင်မင်းကောင်းနဲ့ကြီးအတောင်းလိုက်ပြစ်သွင်းလိုက်မယ်သူ့ဘာသူတစီမကားလို့ဘာကြီးပဲဖြစ်နေပါစေမြေအတွက်ဆိုတမန်းကြတော့အရေးကုန်ဆုံးမေမုတ်ဆိုကြီးပါနောက်ဆုံးမှာတော့အဖိုးစိတ်ရဲ့မန်မုတ်ထားတဲ့ကြီးတရောင်းအောင်မှာနနဘဝဆိုတဲ့ကောင်လေးပြပြဝတ်ခဲ့ရပါတယ်နှစ်ယောက်လုံးကိုတတ်နိုင်သွားတဲ့နောက်မှာတော့သူ့အရှိတောင်ကုန်းတစ်ခုပေါ်မှာကြာဟိန်းတဲ့အကြေကြီးကိုထပ်ကြားလိုက်ရပါတယ်မိန်တုံးလိုက်ရအောင်မှာအဖိုးစိန်ကိုစိုက်ကြည့်နေတဲ့အကောင်ကြီးမျက်လုံးတောင်နဲ့ကြားကြီးတစ်ကောင်ဟာအမောင်တို့တွေမှာမှန်ဖြီနေတာကိုတွေ့ရပါတယ်အဖိုးစိန်နဲ့ကြားကြီးဟာအချင်းအတော်ကြာအောင်မျက်လုံးချင်းစုံကစိုက်ကြည့်နေကြပြီးအတော်ကြာအောင်တိတ်ဆိတ်နေခဲ့ပါတယ်တစ်ဖက်မှာလည်းအရာအလုံးကိုကြော်ဖြတ်အနိုင်ယူနိုင်တဲ့မုတ်ဆိုးကြီးဟာကြားရှိမှမောက်ရက်လဲဆိုသလိုဖြစ်တော့မှလားကြားကြီးဟာတစုံတစ်ခုကိုကောက်ချပြီးလက်ရလန်းတိုင်းပြန်ထွက်သွားခဲ့ပါတယ်ကျန်ခဲ့တဲ့အဖိုးစိန်ကတော့မင်းတို့ကိုအရေးကိုဆုပ်ပြီးသွေးနဲ့အခြေဆေးပြမယ်ကွာလို့ကြုံသွားရင်ဒီအပိုင်းလေးကတော့ဒီမှာရင်အဆုံးသက်သွားပါရဲ့ရှင်အဖိုးစိန်မှာဒီကြားကြီးကိုအနိုင်ယူနိုင်မဲ့နီလန်ရောရှိအောင်မလားမြေဖြစ်သူငတိုးရောရှာတွေ့နိုင်မလားဆိုတာကိုတော့နောက်အပိုင်းမှာဆက်လက်ဆောင်မြော်အားပေးကြပါအောင်နော်မြို့ကိုချစ်တဲ့စိတ်ကြောင့်အဖိုးစိန်ဟာသူရှိကအနီရီကိုတော့မမြင်နိုင်တော့ပဲအတင်းပြေးထွက်သွားခဲ့ပါတယ်ဦးတရားကတော့မင်းစရာလည်းမလိုတော့ပါဘူးမြေဖြစ်သူကိုကယ်ဖို့အတွက်လက်ရှိလက်နက်နဲ့အစင်မပြေတော့တာမို့အိမ်ပြန်ပြီးတော့ပြင်ဆင်မှုဆုံးဖြတ်လိုက်ကပြေးနေတာဖြစ်ပါတယ်အပြန်လည်ရဲ့တော်မှာခြောက်ချားစရာအတန်များစွာနဲ့တယောက်ကစောင့်ကြည့်နေလို့ခန်းစားလာခဲ့ရပါတယ်သူတို့ကအဖိုးစိန်ကိုလမ်းလွဲပြီးတော့စိတ်ပြတ်သွားအောင်လုပ်နေကြတာဖြစ်ပါတယ်ဘေးကောင်လေးကွတတိရှင်ထွက်လာခဲ့ကွာကြည်စံတွေအပြည့်ဖြည့်ပေးလိုက်မယ်အဖိုးစိန်ဟာသူ့ကိုချောင်းလန့်နေတဲ့တရဝါတွေကိုစင်ခေါ်ပြီးပြန်ဟောက်လိုက်ပေမဲ့အရှင်တော့တိတ်မသွားပါဘူးအဖိုးစိန်ဟာခရီးဆက်ခဲ့ပြီးတနာရီခွဲလောက်ကြာတဲ့အချိန်မှာတော့ဒေါ်စအပြင်ကိုရောက်ရှိသွားပြီးအမောခဏဖြစ်ပြီးတဲ့နောက်မှာတော့စောင့်နေမြေးလေးအဖိုးရောက်အောင်ပြန်လာခဲ့မယ်အဖိုးစိန်ဟာသူ့မြေးလေးကိုပြန်ခေါ်ရမယ်တောင်ဆောင်နှစ်ခုကိုအချိန်တော်ကြာမော့ချီနေပြီးကီလိုမီတာပေါင်းများစွာဝေးတဲ့ခရီးကိုပြေးထွက်ခဲ့ပါတယ်မိနစ်အနည်းငယ်ကြာတဲ့အချိန်မှာတော့အိမ်ကိုပြန်ရောက်လာခဲ့ပြီးရောက်ချင်းအချိန်ဆွဲမနေပဲသူ့အရာတွေမှာလိုအပ်တဲ့ပစ္စည်းအချို့ကိုအိတ်ထဲထည့်နေခဲ့ပြီးချက်ချင်းပဲပြန်ထွက်သွားပါတယ်မြေစောကြောင့်အိုင်းနေပြစ်သွားခဲ့ပြီးလူငယ်တယောက်လိုပြေးနေခဲ့ပါတယ်အချိန်မောင်းများစွာလေးကြပြီးနာကျင်နေပေမဲ့လည်းဆွဲမလျှော့ခဲ့ပါဘူးမျက်နှာမှာတရားရရနေပြီးအသက်ရှူတိုင်းနေရိုးကြားကနာကျင်မှုကိုခံစားရနေပေမဲ့လည်းမြေစောကြောင့်အတင်ကရှေ့ဆက်သွားနေခဲ့ပါတယ်စူးချုံများကိုအန်ကျိပြီးဖြတ်သွားကတော်ရီကိုပြောင်းတဲ့အချိန်မှာပဲမုကုဆာဝိုင်းဟာတရွေ့ရွေ့နဲ့အမောင်တို့တွေကနေပြန်လည်လွတ်မြောက်လာခဲ့ပြီးမိုးတောက်ချိန်မှာမရဏတော်ထဲကိုဝင်နိုင်ခဲ့ပါတယ်။မနက်မိုးလင်းတဲ့အချိန်မှာတော့တပင်ကိုမေးပြီးတော့လမ်းလျှောက်ရတဲ့အထိအားရင်ကုန်ခံခဲ့ပေမဲ့လေအဖိုးစိန်ဟာမရတန့်ခဲ့ပါဘူး။အသက်ကိုပဲအပြင်းထန်ရှူသွင်းရှူထုံလုံးနေရပြီးအချိန်များစွာကြာအောင်ဆွေးမလျှော့ခဲ့ပဲနောက်ဆုံးမှာတော့တင်းထားတဲ့ဆွေးကြိုးလေးပြတ်သွားကတပင်ချင်မှာပဲလေးကျပြီးတော့မိသွားပါတော့တယ်။အချိန်တွေအတော်ကြာအောင်မိနေခဲ့ပြီးနောက်မှာအဖိုးစိန်ဟာအေးဆက်တဲ့လက်စုံရဲ့အထီတွေကိုခံလိုက်ရပြီးလက်နိုးလာပါတယ်။နိုးလာပြီလားလူချင်းမင်းကြည်လင်ပြတ်သားပြီးအေးဆက်နဲ့အငွေသက်ရှိတဲ့အတန်တစ်ခုကိုကြားလိုက်ရပြီးမျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့မိမလာလေးတယောက်ကသူ့ဘေးမှာလာထိုင်နေတာကိုတွေ့လိုက်ရပါတယ်။မင်းဘာတူလဲငါစီကဘာလို့ချင်းလို့လဲကျမပေါင်ပေါ်မှာအချိန်ကြာကြီးအိတ်နေခဲ့ပြီးသတိပညာကမှအခုလိုရင်းရင်တည်ပြောလို့ရမလားရှင့်မင်းကမသိဘူးနော်ရှင်တို့လူသားတွေကလေစကားပြောတာမရင်ကြီးလိုက်တာနည်းနည်းတော့ညင်ညင်တတလေးပြောမှပေါ့ရှင်တို့လူသားတွေဆိုတော့မင်းကလူမဟုတ်ဘူးပေါ့ဒါဆိုမင်းကတရေလားဟုတ်တယ်ကျမတရေမှာပါဘာအဖိုးစိန်ဟာရုတ်တရက်လန့်သွားပြီးထားရလိုက်ပါတယ်မျက်စိရှိမှရင်မိမလာလေးဟာရနေခဲ့ပြီးဒေါသတွေလည်းထွက်နေခဲ့ပါတယ်ရုတ်တရက်ဆိုသလိုလှပတော်မိမလာလေးတယောက်အသွင်ကနေကြောက်စရာကောင်းပြီးမနှိမ့်မြို့စရာကောင်းတဲ့တေမအသွင်ကိုပြောင်းသွားခဲ့ပါတယ်အဖိုးစိန်ဟာချက်ချင်းပဲသတိဝင်လာခဲ့ပြီးအတွေ့အကြုံရှိတဲ့မုတ်ဆိုးတယောက်ပစ်ပြီးတနက်ကိုကောက်ကင်ကအသစ်အနေထားနဲ့တေမကိုချိန်ထားလိုက်ပါတယ်
ဒေါသထွက်နေတဲ့တရေမကိုတနက်နဲ့ချိန်ထားပြီးတနက်မောင်ကိုနှိပ်ဖို့အသင့်ပြင်လိုက်ပါတယ်အဖိုးစိန်ကိုကြောက်သွားတဲ့တရေမကတော့သူရဲ့လှပတဲ့အသွင်ကိုပြန်ပြောင်းသွားခဲ့ပြီးရှင်းပြဖို့ကြိုးစားပါတော့တယ်ကျမကဒီတစ်ပင်ကိုအပိုင်စားရတဲ့တရေမပါရှင်ကကျမပိုင်နှံမှာ6ရောက်တန်ရပြီးတရေလက်သွားလို့ကျမကကူညီပြီးတော့အဲ့လိုကောင်လှုပ်ပေးအောင်ပါတိတ်ဆန်နင့်လိုတရေမငါ့ကိုကူညီရဲလို့ပြောတာရှုံးမေးထင်နေလားငါမုတ်ဆိုးလှုပ်စားတာစပိန်အောင်ဖြူနေပြီနှစ်ပေါင်းတော့ဘလောက်မှမသိတော့နင်ငါ့ကိုဖျားအောင်ပြီးတော့တပ်ဖို့လုပ်နေရဲဆိုတာငါသိတယ်ငါ့ကိုလိမ်မမကြိုးစားနဲ့ပြောဆူဆူနဲ့အဖိုးစိန်ဟာတရေမကိုတနက်နဲ့ပြစ်လိုက်ပါတယ်ဒါပေမဲ့ထူးဆန်းတာကတနက်ကလုံးဝအတန်မထွက်တော့ပါဘူးပုံမှန်ဆိုအဖိုးစိန်ရဲ့တနက်တာဟာတတော်လုံးဟိန်းသွားရမှာဖြစ်ပေမဲ့အခုတခါမှတော့ဘာတမ်းမှထွက်မလာခဲ့ပါတရေမကရှင်ပြနေတဲ့ကြားကသူ့ကိုတနက်နဲ့ပြစ်တဲ့အတွက်အရန်ရိုးသားထွက်သွားတဲ့ပုံစံနဲ့လီပေါ်ပြန်ပြီးအဖိုးစိန်အနာကိုမျက်နှာချင်းဆိုင်အနေထားထိတိုးကပ်လာပါတယ်ဘာအေးကိစ္စတွေကြောင့်အရာရာအပြစ်မြင်နေရတာလဲရန်လုံရဲ့အကြောင်းပြောစမ်းမအောင်အဖိုးကြီးငါမျိုးတို့တွေသွေးဆောင်ဖျားရအောင်သွားတယ်ငါတို့ကိုလိုက်ခေါ်မှရမယ်နင့်မြေဟုတ်လားအော်မိစ္ဆာကောင်ခေါ်သွားတဲ့ကောင်လေးလားဟမ်ငါမြေကိုလားအဖိုးစိန်ဟာသူ့မြေကိုခေါ်သွားကြတယ်လို့ကြားတာနဲ့ဒေါသကြီးစွာထွက်သွားခဲ့ပြီးတော့မျက်နှာနီရဲကညှို့မဲသွားပါတယ်တစ်ချိန်တည်းမှာပဲတေးမကိုဖိအားပေးဖို့ကြိုးစားပါတော့တယ်စပင်းဖြူပြီးတော့သွားမလျှော်တဲ့အဖိုးကြီးတယောက်ရဲ့ချိန်ချမှုကြောင့်တေးမဟာဒေါသအကြီးကျယ်ထွက်သွားတဲ့ပုံပေါ်ပါတယ်ဒေါသအလေးလိုက်ထွက်ခြင်းကတရိษံလေးတွေကိုပါတရားမှုရှိသွားခဲ့ပြီးတတော်လုံးဟိန်းထွက်သွားပါတယ်ဒါပေမဲ့အဖိုးစိန်ရဲ့တနတ်ပြောင်းအောင်မှာအရာအလုံးဟာခေါင်းငုံနေခဲ့ရပါတယ်မင်းတို့တွေကငါ့မြေအကြောင်းဖုံးကွယ်ဖို့စူးစမ်းနေရဲဆိုတော့အားလုံးကိုဂရုစိုက်ပေးရမှာပေါ့နေပါဦးရှင်ရှင့်မြေကိုဘာမှမလုပ်နိုင်ပါဘူးသူတို့ကရှင့်မြေလေးကိုနှဆိုးပန်းကပါကိုခေါ်သွားကြတာပါဘာဘယ်နေရာကိုခေါ်သွားတာတိကျပြောစမ်းအောင်အဖိုးစိန်ကအတင်းကျပ်ဖိအားပေးပြီးတော့ထပ်မိပါတယ်အဖိုးစိန်ရဲ့ဖိအားတွေကိုတရေမကလည်းတောက်မခံတော့ပါဘူးသူမရဲ့လှပတဲ့ခန္ဓာကိုယ်ထိမှဆိုနေရကြောင်းနောက်ဆုံးမှနေရာအတီးကြကိုပြောလိုက်ရပါတယ်တရေမပြောနေတဲ့နေရာဟာညူထူပြီးတော့အလင်းအောင်မဝင်နိုင်တဲ့အထိထူထပ်တဲ့နေရာတစ်ခုဖြစ်ပါတယ်ဒါပေမဲ့လည်းအဖိုးစိန်ကတော့ဖြည်းဖြည်းချင်းပဲတရေမကိုကြောပေးကထွက်သွားခဲ့ပါတယ်နေပါဦးတကယ်ပဲသွားတော့မလို့လားမင်းနေရသေးလားငါမြေကအဲ့ဒီမှာရှိနေရဆိုရင်ငရဲဖြစ်သေးရဲ့လက်ရမှာပဲဘယ်ကောင်းမှဂိမ်းမဆိုင်ဘူးကွာစိတ်တော်ကိုဖြတ်ပြီးကြောက်ဆောင်နေအတိုင်းမြူထူနေတဲ့တောင်ကြားကိုအဖိုးစိန်တယောက်တရွေ့ရွေ့လျှောက်သွားခဲ့ပြီးတရေမရဲ့မျက်စိရှိကနေအဖိုးစိန်ရဲ့ကြောပြင်းဟာတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ပါတော့တယ်တစ်ဖက်မှာတော့တရေမနဲ့တယောက်ကြံခဲ့ပြီးအဖိုးစိန်ရဲ့အရေးအတီးကြပျောက်တော့မှတက်ပြင်းချနိုင်ပါတော့တယ်အဖိုးစိန်မရှိတော့တဲ့နောက်မှာတော့သူ့မျက်လုံးတွေဟာပုံမှန်စေကျော်သက်ကောင်မလေးတယောက်လိုပြန်ဖြစ်သွားပြီးတခုခုကိုတတိယနေပါတော့တယ်အမလီလူသားတွေကဒါမျိုးကြီးတွေလားသူတို့တော့ပြန်ကြောက်နေရတယ်အဖိုးစိန်ဟာကြောက်ဆောင်တလျှောက်ဂျကဘာများကိုပါကြော်ပြီးတော့ခရီးကိုဆက်နေခဲ့ပါတယ်လက်တလျှောက်မှာရှိတဲ့မြင့်များစွာဟာလည်း၆သွေးနေပြီးတိုက်ခတ်နေတဲ့ဒေါ်ရင်လေးဟာတဖြည်းဖြည်းအေးမြလာနေပါတော့တယ်ဒါဟာအဖိုးစိန်သွားခြင်းနေတဲ့ဦးတီယာကိုရောက်နေပြီဆိုတဲ့လက္ခဏာတစ်ခုပါပဲအချိန်အတန်ကြာလမ်းလျှောက်နေပြီးနောက်မှာကြီးမားအုပ်ဆိုင်နေတဲ့အပင်ကြီးတစ်ခုကိုတွေ့လိုက်ရပြီးအဝါရောင်ရွက်ချောင်းများကလည်းကြွေကြမြေခနေခဲ့ပါတယ်အချိန်တစ်ခုအတွင်းမှာပဲကိုတစ်ခုကိုလည်းအဖိုးစိန်မြင်ခဲ့ရပြီးမြေလေးကိုခေါ်ဖို့အချိန်ကြာပြီလို့တွေးလိုက်ပါတယ်ငတိုးမင်းရှိနေလားအဖိုးစိန်ရဲ့ခေါ်တဲ့ကပဝင်းချက်တစ်ခုလုံးကိုလွှမ်းမိုးသွားပါတယ်အဖိုးစိန်ရှိနေတဲ့နေရာဟာဂျကဘာရီနဲ့တောင်များရဲ့အခြေဖြစ်တာကြောင့်အတန်ဟာပဲ့တင်ထန်နေပါတယ်ရုတ်တရက်ဆိုသလိုလေတွေကပြောင်းလဲသွားပြီးကောင်းကင်တစ်ခုလုံးဟာလည်းညအတိအသွင်ကိုယူသွားခဲ့ပါတယ်မင်းမောင်နဲ့တိမ်များဆိုဝေးလာခဲ့တာကြောင့်နေအလင်းရောက်ဟာတိုးလို့တော့မပေါက်ခဲ့တော့ပါဘူးအချိန်အတော်ကြာတဲ့အခါမှာတော့မနှမျိုးဝယ်ရအနက်ဆိုတစ်ခုဟာအဖိုးစိန်ရဲ့နှာခေါင်းတွေကိုဝင်လာခဲ့ပြီးကြောက်မဖွယ်ရအတန်များကိုလည်းကြားလိုက်ရပါတယ်ပဝင်းချင်းကိုကြည့်လိုက်တဲ့အခါမှာတော့လင်းလန်းနေတဲ့မျက်လုံးတစ်စုံနဲ့အတူဖြည်းဖြည်းချင်းရှောက်လာနေတဲ့ကြားကြီးတစ်ကောင်ဟာအဖိုးစိန်စီကိုဥတီနေခဲ့ပါတယ်ထွက်ခဲ့စမ်းပါကွာငါ့ကြောင်ပြရသေးတာပေါ့အဖိုးစိန်ကတော့အသိယူလာတဲ့လက်နက်အသစ်ကိုထုတ်လိုက်ပြီးတိုက်ခိုက်ဖို့ဟန်ပြင်လိုက်ပါတယ်အဖိုးရေကျွန်တော်ကြည့်ပါအောင်ဗျအဖိုးစိန်ဘာမှမလုပ်ရသေးခင်မှာပဲမိဖြစ်သူအတန်ကိုကြားလိုက်ရပြီးဘယ်ကလာနေလဲဆိုတာကိုစိုးရိမ်တကြီးနားဆွေးနေရပြန်ပါတယ်နားရဲအဖိုးကျွန်တော်ကြည့်ပါအောင်အချိန်အတော်ကြာပဝင်းချင်းကိုကြည့်လိုက်တဲ့အခါမှာတော့အကူကြီးတောင်းနေတဲ့အတန်ဟာမျက်လုံးတောက်တောက်အဆွဲကကနဲ့ကြားကြီးစီကနေလာနေတာကိုသိလိုက်ရပါတယ်ဘာလို့ကြားကြီးစီကနေငတိုးရဲ့အတန်ထွက်လာရတာလဲလာစမ်းမင်းကငါစောင့်နေတာကွ
ကြောက်စရာကောင်းတဲ့ရေတံကြီးကကြားကြီးစီကနေထွက်လာခဲ့ပြီးရုတ်တရက်ဆိုသလိုကြားသွင်းကနေခန္ဓာကိုယ်တောက်တင်နေလူသားအသွင်ကိုပြောင်းလဲသွားတာကိုမြင်လိုက်ရပါတယ်။အဲ့ဒီအကောင်ကြီးဟာကြောက်စရာအသွင်နဲ့ဖြစ်ပြီးစီးမင်းကြောင်တွေလေးထိုးထားတာကိုတွေ့ရပါတယ်။သူ့ကိုပြန်တိုက်ခိုက်ဖို့စဉ်းစားနေရလား။မဖြစ်နိုင်ဘူးနော်။အဖိုးစိန်ဟာဦးအဘအတန်ကိုကြားလို့အံ့ဩပြီးတော့ကြည့်လိုက်တဲ့အချိန်မှာတော့တကူလုံးတရားတွေနဲ့ပြည်နေပြီးပုတ်ပွားနေတဲ့အသားရည်နဲ့ဦးအဘတယောက်ရှင်နေတာကိုတွေ့လိုက်ရပါတယ်။ခင်ဗျားဦးအဘကိုဟုတ်ရဲ့လား။ဟုတ်တယ်။ငါသူ့ဆောင်ကြုံမှုတွေဖိုးစိန်မင်းမစွန့်စားတာကောင်းလိမ့်မယ်ကွာမင်းကငါမျိုးကိုအသေးခံဖို့ပြောနေရလားကွာငါတော့နောက်ဆုံးမှာမဟုတ်ဘူးနော်အိမ်ပြန်တာမင်းအတွက်အကောင်းဆုံးဖြစ်လိမ့်မယ်အဲ့ဒီကောင်ကလူမဟုတ်သူတို့တရိษံလည်းမဟုတ်တော့ဘူးကွာသူ့ဘာသူဘာကောင်းမဲဖြစ်ဖြစ်ကွာငါတော့ကိုယ့်လုပ်ကိုလုပ်ရမှာပဲငကားမှန်းသိအောင်တော့ဒီငွေလေးကိုလင်းမျိုးဖျက်ရိုက်ပေးရမှာပေါ့အိမ်ပြန်စားပါကွာဖိုးစိန်ဟာဒီကောင်ကမင်းထင်တာထက်ပို့စွမ်းတယ်ကွာပြန်လိုက်ပါကွာငါမင်းအတွက်ပြောတာပါမပြန်နိုင်ဘူးကွာငါမြေမပါဘဲနေရောငါလုံးဝမပြန်နိုင်ဘူးအဲ့ဒါငါဆုံးဖြတ်ချက်ပဲပြောမရတဲ့အစုံမှာတော့ဦးအဘဟာသူ့ဘိုက်ကိုဖောက်ပြခဲ့ပြီးဦးရီကိုအလိမ့်လိုက်ထုတ်ပြလိုက်ပါတယ်သွေးများစွာပြန်ကျင်းနေပြီးအရန်ကိုကြောက်စရာကောင်းတဲ့မြင်ကွင်းတစ်ခုဖြစ်နေခဲ့ပါတယ်သွေးစိမ့်ရှည်ရှည်များကထွက်ကြနေပြီးအသေးနဲ့ကြောက်ကပ်များကိုပါမြင်တွေ့ရပါတယ်ကိုရင်းအင်္ဂါတွေကိုမြေကြီးပေါ်ကိုပစ်ချပြီးမနစ်မြို့ဝယ်ရာမြင်ကွင်းတစ်ခုဖြစ်နေပါတယ်အဖိုးစိန်ကတော့မြင်မြင်ချင်းအံ့ဩသွားခဲ့ပါတယ်ဒါဟာသူ့ကိုတွေးတိုးဆန်းလို့ရခဲ့တဲ့ထင်ရပဲဖိုးစိန်မင်းလက်လျှော့လိုက်ပါကွာအဖိုးစိန်ဟာဦးအဘရဲ့အခြေအနေကိုမြင်ရတဲ့အတွက်စွန့်အားသွားခဲ့ပါတယ်ဒေါသကြီးစွာထွက်သွားခဲ့ပြီးစကားတွေမပြောနိုင်လောက်အောင်ဖြစ်သွားပါတယ်အချိန်အတော်ကြာအောင်ကြက်သေးသေးနေခဲ့ပြီးလှုပ်ပင်မလှုပ်တော့ပါဘူးဖိုးစိန်မင်းမသိချင်လှည့်ပြန်ပါကွာငါ့လိုအဖြစ်မခံပါနဲ့ငါမင်းအတွက်ပြောနေရပါအဖိုးစိန်ဟာဦးအဘစီကနေမျက်နှာလွှဲလိုက်ပြီးကူဘက်ကိုလှည့်ကတခုခုကိုစဉ်းစားနေခဲ့ပါတယ်အချိန်ခဏကြာမှဦးဖိုးစိန်ရဲ့လက်တွေဟာကူဝါကလူစီကိုဥတီပြီးတနတ်မောင်ကိုဆွဲတင်လိုက်တာကိုတွေ့လိုက်ရပါတယ်။နောက်တော့ဦးအဘတားနေတဲ့ချက်ကပဲတနတ်ကြီးကိုပြတ်လွှတ်လိုက်ပါတယ်။တနတ်တန်ဟာပဲ့တင်ထန်နေခဲ့ပြီးအဝတ်ဗလာနဲ့လူဟာလည်းလေကျသွားမလို့ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ပြန်ထလာခဲ့ပြီးအနက်ရောင်မျက်လုံးများဟာหนีရဲလာခဲ့ပါတယ်။အဲ့ဒီလူရဲ့မျက်လုံးထဲမှာဒေါသအရေးရောင်များဖုံးလွှမ်းနေတာကိုတွေ့ရပြီးကြောက်စံကောင်းတဲ့နှက်ဆိုးတစ်ကောင်လိုဖြစ်လာပါတယ်။တစ်ချိန်တည်းမှာပဲခန္ဓာကိုယ်ကနေအလင်းရောင်တွေထွက်လာခဲ့ပြီးအနက်ရောင်မီးဝများကလည်းထွက်ပေါ်လာခဲ့ပါတယ်။အနီရောင်အဝါရောင်အလင်းများခန္ဓာကိုယ်မှာတစ်လှည့်စီပေါ်နေပြီးတော့အနက်ရောင်အငွေတွေကတကိုယ်လုံးကိုလှမ်းချုပ်နေခဲ့ပါတယ်။ငါအကြောင်းပြရသေးတာပေါ့ကွာ။အဖိုးစိန်ကအိတ်ထဲမှာတစုံတစ်ခုကိုထုတ်ယူခဲ့ပါတယ်။အဲ့ဒါကလက်တဆုပ်အရွယ်အယုတ်လေးဖြစ်နေပြီးကျိုးရည်နဲ့အယုတ်ခန္ဓာကိုယ်ကိုချီနှောင်ထားပါတယ်။အဖိုးစိန်ဟာအယုတ်ကိုမြှောက်ပြီးတော့မန်နန်တွေကိုရွတ်ဖတ်နေခဲ့ပါတယ်။အချိန်အတော်ကြာအောင်မန်းမှုတ်ပြီးတဲ့နောက်မှာတော့အယုတ်ကိုမြေပြင်မောင်ကိုပြစ်ချလိုက်ပါတယ်။ကို့လူဘလောက်ဆန်းလဲကြီးကြသေးတာပေါ့။အယုတ်ကိုမြေပေါ်ချပေးတာနဲ့တစ်ချိန်တည်းမှာတစ်ဖက်ကအဝတ်ဗလာနဲ့သူရဲ့ရှေ့မှာစီးဝိုင်းတစ်ခုပေါ်လာခဲ့ပြီးရွှေဝါရောင်အသားရည်ရှိတဲ့အဝတ်ဗလာနဲ့လူငယ်တယောက်ဟာဓာတ်ချောင်းကိုလက်မကင်ထားပြီးပေါ်လာခဲ့ပါတယ်။သူ့မျက်နှာကခတ်ထန်နေပြီးတစ်ဖက်ကရန်သူကိုစိုက်ကြည့်နေပါတယ်။ဒီလိုရဲ့မုတ်ဆိုးနေရာရဲ့တိုက်ပွဲဟာတော်လဲမှာထူးဆန်းပွေရာတွေနဲ့နိုင်မြန်ဆိုင်ဆိုင်ဖြစ်လာခဲ့ပါတယ်။ဟုတ်ကဲ့ပါရှင်။အပိုင်းနှစ်လေးကတော့ဒီမှာရင်အဆုံးသတ်ထားပါတယ်။နောက်အပိုင်းဆက်တွေလည်းထပ်လာအောင်ပဲထင်ပါတယ်။ဒါကြောင့်ဆက်လက်ဆောင်မြောက်အားပေးကြပါအောင်ရှင်။အသစ်တနိုင်တွေ့ရအောင်လေခွန်ချီရဲ့ channel လေးကို subscribe နဲ့ဘီကနိုတီခေါင်းလောင်းလေးနှိပ်ပေးခဲ့ကြပါအောင်နော်။အဆုံးထိအားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီကိုလည်းကျေးဇူးထူးပေးတင်ရှိပါတယ်ရှင်။မဖြစ်နိုင်တော့မလို့ရှင်ဆမ်းမနေဖိုးစိန်ဒီကောင်ကတာမန်အညာတရကောင်မဟုတ်ဘူးကွာဒီကောင်ဘလောက်စွာကြီးနေမှမင်းလည်းတွေ့နေရပဲမဖြစ်နိုင်အောင်မလို့စားမနေကွာငါတို့အစီကကောင်းနေတဲ့မြေကြီးလို့ကွာတာမင်းလည်းသိတာပဲတော်စမ်းမှာဩပါရမင်းငါဒေါသကိုလာဆွပေးနေနဲ့ငါတေမာကြောက်နေဒီမုတ်ဆိုးလောက်ကလည်းကျင်းလင်းနေစရာအကြောင်းမရှိဘူးကွာမင်းကြောက်ရင်မင်းမသာနေခဲ့ငါတော့ဒီကောင်ကိုမရှင်းရသေးသေးတေမာမဟုတ်ဘူးအဖိုးစိန်ကတော့မမလျှော့ပဲနဲ့မော်ဝင်တမန်ကြောင်းကိုတိုက်ခိုက်ဖို့ပဲစိတ်အားထက်သန်လျက်ရှိနေပါတယ်အဖိုးစိန်ကသူစစ်ခေါ်ထားတဲ့အဆောက်အအုံကိုရှေ့တက်ပြီးတော့ရင်ဆိုင်မှုတွန်းအားပေးလိုက်ပါတယ်အမှုချေပြလိုက်ကွာအဖိုးစိန်ရဲ့အမိန့်ကြောင့်ရုတ်တရက်အဆောက်အအုံဟာပေါ်လာခဲ့ပြန်ပြီးတော့ကြားကြီးစီကိုချိန်ကပ်သွားခဲ့လက်ထဲမှာကင်ထားတဲ့ဓာတ်ကိုဝေယံပြီးတော့တိုင်ကွက်ကြနေဟန်ရီးပြကဓာတ်ရေးပြနေခဲ့ပါတယ်အဖိုးစိန်ဆင်ခေါ်ခဲ့တဲ့အဆောက်အအုံကဓာတ်ကိုကျွမ်းကျင်စွာအသုံးပြုပြီးဟန်ရေးပြနေတဲ့ပုံဟာငွေဖြူတကောင်ကောက်ခုံနေသလိုကြည့်လို့ပင်ကောင်းနေခဲ့ပါတယ်တစ်ဖက်ကလည်းမော်ဝင်တမန်ကြားကြီးကကြောင်မဖွဲကောင်းတဲ့ဟိန်းသက်ကြီးနဲ့အတူရှေ့ကိုခုံကတက်လာခဲ့ပါတယ်။ကြောင်မဖွဲကပုတ်ပန်းသွင်းပြင်းနဲ့အတူဝင်လဲနေတဲ့မျက်လုံးချွန်ထက်နေတဲ့အဆွဲဖြူကြီးတွေအပြင်ခန္ဓာကိုယ်ကဝါကျင်းကျင်းအမွေရောင်
အမေရောက်အစင်ကြောင်းတွေနဲ့ကြားကြီးရဲ့ပုံမှန်တင်ပြဟာအင်မတန်မင်ကြောက်စရာကောင်းနေခဲ့ပါတယ်။ကြီးမားပြီးတော့တာမာရဲ့ကြွသားတွေရှိနေတဲ့ကြားကြီးကိုအန်တုပြီးတော့အဆောက်အအုံကတော့ပြန်လဲကတိုက်စစ်ဆင်နေခဲ့ပါတယ်။လက်ထဲကဓာတ်ကိုအပပနဲ့နှစ်ဖက်ကင်ကကြားကြီးကိုပိုင်ခုံနေခဲ့ပေမဲ့လေကြားစိုးကြီးကတော့ဖြုံဝင်မဖြုံခဲ့ပါဘူး။ကြားကြီးကအင်မတန်ကြီးလာနေခဲ့တာကြောင့်အဆောက်အအုံပင်အနောက်ကိုပြစ်လဲသွားခဲ့ရပါတယ်။မြို့ငါပြောသားပဲဒီကကျွဲတကောင်ထက်တောင်ကြီးနေသေးတယ်။မင်းဘာမှလုပ်နိုင်မှာမဟုတ်ဘူးကွာ။ဂျာကြီးဟာအဆောက်အအုံကိုတိုက်ခိုက်နိုင်လိုက်တဲ့အတွက်ကြောင့်ခေါင်းကိုခါရန်ကမှန်ဖြီနေခဲ့ပါတယ်။ကျေလောင်လုံးနဲ့ဟိန်တန်ကြီးကြောင့်တိတ်ဆိတ်နေတဲ့တုံးဟာတုံလုံးခြောက်ချသွားခဲ့ရပြီးတော့အကြီးတန်းသွားခဲ့ပါတယ်။အဖိုးစိန်ရဲ့အဆောက်အအုံဟာလေပြင်းထန်စွာထိခိုက်ခံရပြီးပြန်ထားဖို့ပင်အင်မတန်အာရုံနေရတာကိုမြင်ရပါတယ်။အမေဒီကောင်တဲလေးအကျော်တက်လာပါလား။တင်းနေတဲ့အကျော်ကိုဖြေပေးဖို့ငကားမှန်းသိအောင်အမောက်ထောင်ပြဖို့လူနေပြီ။မျိုးရဲထက်ဖန်ထားပြီးတော့ပိတ်ထားလိုက်မယ်။ငါ့ကိုဘာမှတ်နေလဲ။ဦးဘာကတော့ဘာမှမပြောနိုင်ပဲရှိလို့နေပါတယ်။မော်ဝင်တမန်ကြားကြီးရဲ့ခန္ဓာကိုယ်ကနေအမဲအောင်အငွေတွေထွက်လာခဲ့ပြီးလင်းလက်နေတဲ့မျက်လုံးစိမ်းများနဲ့ကြည်နေကအရှိကိုတက်လာခဲ့ပါတယ်။နောက်တော့ချွန်ထက်နေတဲ့ခြေသေးတွေကိုထုတ်ကမြေပြင်ပေါ်မှာဖြည်းဖြည်းချင်းရှောက်လာနေခဲ့ပြီးအဖိုးစိန်နဲ့ကြားကြီးတို့ဟာတယောက်ကိုတယောက်အကဲခတ်နေကြပါတယ်။ကြားကြီးရဲ့ခြေသေးတွေကြောင့်မြေပြင်မှာပင်ခြေရများကြမ်းခဲ့ပြီးတော့မြေကြီးနဲ့ကြားစိုးကြီးရဲ့ခြေသေးခြေရများဟာကျေလောင်စွာထွက်ပေါ်နေခဲ့ပါတယ်။ကြားကြီးနဲ့အဖိုးစိန်တို့အချိန်အတန်ကြာအောင်တယောက်ကိုတယောက်အကဲခတ်နေကြပြီးအဖိုးစိန်ကတော့ဘသူကဘသူရဲ့အသားကောင်ဖြစ်သွားမလဲဆိုတာကိုအတွေးများနဲ့စဉ်းစားကမ်းဖွင့်နေခဲ့ပါတယ်။အဖိုးစိန်နဲ့ကြားကြီးဟာအချိန်ကောင်းကိုစောင့်နေကြတာဖြစ်ပြီးတော့အဖိုးစိန်တကွက်မှာသွားတာနဲ့မော်ဝင်တမန်ကြားကြီးရဲ့အစားဖြစ်သွားမှသိကြပါတယ်။ဒီလိုနဲ့ပဲနောက်ဆုံးမှကြားကြီးကအားအပြင်းနဲ့အဖိုးစိန်တို့ရှိရာကိုခုံအုပ်လိုက်ပါတော့တယ်။ကြီးမားလုံးနဲ့ကြားတကောင်ရဲ့တက်ခိုင်မှုဟာဘယ်လောက်ထိအောင်ဖြစ်သွားနိုင်မှာလဲ။အဖိုးစိန်နဲ့ဦးဝါနှစ်ယောက်လုံးလည်းရုတ်တရက်ဖြစ်ပျက်သွားတာကြောင့်ကြောက်အံ့ဖြစ်ကဆွမ်းနေခဲ့ပါတယ်။ကြားကြီးရဲ့ခြုံထက်နေတဲ့ခြေသေးများဟာအဖိုးစိန်ကိုထိတ်လန့်သွားစေခဲ့ကရက်တက်နေစေခဲ့ပါတယ်။မော်ဝင်တမန်ကြားကြီးအဖိုးစိန်တို့နှစ်ယောက်နာကိုရောက်လာခံနေမှာပဲအရာတစ်ခုကကြားကြီးကိုလင်းထွက်သွားစေခဲ့ပါတယ်။အားကောင်းလာတဲ့တွန်းအားကြောင့်ကြားကြီးလည်းမြေပြင်ပေါ်ပြစ်လေကျသွားခဲ့ပြီးခဏတာနေသွားခဲ့ပါတယ်။မြင်ကွင်းများရှင်းလင်းသွားတဲ့နောက်မှာတော့ကြားကြီးကိုတွန်းလိုက်တာဟာအဖိုးစိန်ရဲ့အဆောင်ရှောက်ဖြစ်နေခဲ့ပြန်ပါတယ်။ဘာဖြစ်တာလဲကွ။ငါထပ်သေးတော့မယ်ထင်နေတာ။ဘသူကကဲလိုက်တာလဲ။ဟာမင်းကငါပြောသားပဲကွ။ငါကောင်ကြီးကတော်ရုံနဲ့ရှုံးမဲ့ကောင်မဟုတ်ဘူး။ဒီလောက်ကတော့သူ့အတွက်ကလေးတတာပဲရှိတာကွ။မြစ်ပြင်လေးတွေထူထပ်နေတဲ့မြေပြင်ပေါ်ကိုလေးကျသွားတဲ့ကြားကြီးကတော့ဒေါသမီတောက်လောက်နေကလင်းနေရာကနေပြန်ထားလာခဲ့ပါတယ်။ကြီးမားပြီးတော့ကြောက်ဖို့ကောင်းတဲ့ကြားကြီးရဲ့ကိုယ်ကနေအနှဲရောင်အငွေတွေကလည်းအဆက်မပြတ်ပင်ထွက်နေစေဖြစ်ပါတယ်။ကြားကြီးကဖြည်းဖြည်းချင်းထလာနေခဲ့ပြီးတော့အဖိုးစိန်တို့ရှိရာအရက်ကိုရှောင်လာပြန်ပါတယ်။ကြားကြီးရဲ့ရင်အုပ်ကနေထွက်ပေါ်လာတဲ့ဟိန်းတန်ကြီးကလည်းအင်မတန်ပဲကြောက်မက်ဖွယ်ရာဖြစ်နေခဲ့ပါတယ်။အဖိုးစိန်တယောက်ကတော့အချင်းကြီးကိုတုံးတက်လိုက်ပြီးဖြင်းညင်းစွာပဲနောက်ကိုခြေကိုလန်းဆုပ်ကကြားကြီးနဲ့ဦးရကိုခြေကုံတုပ်ပါတော့တယ်။အဖိုးစိန်ဦးတီနေတဲ့နေရာကတော့ရှေ့ခက်လာလာမှရှိတဲ့တပ်ပင်ကြီးတစ်ပင်စီကိုဖြစ်ပါတယ်။ဖိုးစိန်ဘဲပြေးရလဲကွမင်းလွတ်မယ်ထင်နေလား။အဖိုးစိန်ကတော့မိကိုနေကိုခေယူဆိုင်မနေတော့ဘဲနဲ့ပန်းနိုင်ဖေရတပ်ပင်ကြီးစီကိုသာအမြန်ရောက်အောင်ခြေကုံတုပ်သွားခဲ့ပါတယ်။ပြင်းနေတဲ့အဖိုးစိန်ရဲ့တလက်သေးသောတနဟာလေမြေပြင်မှာကြကြံခဲ့ပါတယ်။ကမငနဲ့အသက်လူပြေးနေရတာကြောင့်အဖိုးစိန်တယောက်လေးတနက်ကိုမကောင်းနိုင်မေတပ်ပင်ရှိရာကိုသာဆက်ပြေးသွားခဲ့ပါတယ်။ကြောက်စရာတရဝါဆိုကြီးကလည်းအဖိုးစိန်နောက်ကိုလှင်မြန်လုံးနဲ့အရှိန်နဲ့လိုက်လာခဲ့ပြီးတော့တမန်ကြားတကောင်ရဲ့ခြေလန်း2လန်း3လန်းစာလောက်ကိုအတာလေးလန်းလာနေတာဟာကြည့်လို့ပင်ကောင်းနေခဲ့ပါတယ်။ဒီတရဝါကြီးရဲ့အမဲဖြတ်တာကိုခံရဖို့ကတော့မတွေးရင်စရာပါ။အဖိုးစိန်ရဲ့အဆောင်ရှောက်ကပြန်ရောက်လာခဲ့ပြီးတော့ကြားကြီးကိုအချိန်ဆွဲတိုက်ခိုက်ပြီးနေခဲ့ပါတယ်။အဖိုးစိန်ကတော့အမြန်ပဲတစ်ပင်ကြီးစီပြေးသွားကအားအပြည့်နဲ့တစ်ပင်ခွားစုံတနေရာထိရောက်အောင်တက်သွားလိုက်ပါတယ်။ဒီချိန်မှာတော့ကြောက်စရာတရဝါကြီးရဲ့ဒေါသဟာအစိုးစွန်ထိရောက်ရှိသွားခဲ့ပြီးတော့စားမဲ့ဝါမဲ့အနေထားထိဖြစ်နေခဲ့ပါပြီ။ကြားကြီးကသူ့ရှေ့မှာလာလာရှုပ်နေတဲ့အဖိုးစိန်ရဲ့အဆောင်ရှောက်ကိုလည်းမျက်လုံးချင်းစစ်စစ်ကြည့်ကသူ့ရဲ့ကြီးမားလာတဲ့အဆွဲကြီးတွေနဲ့အမဲဖြတ်ပစ်လိုက်ပါတယ်။ကြားကြီးကသူ့ရဲ့ခြုံထက်လာတဲ့အဆွဲကြီးတွေနဲ့ကိုက်ဖြတ်ကအစုံတက်ပေးလိုက်ပါတော့တယ်။အဆောင်ရှောက်ရဲ့ခန္ဓာကိုယ်မှာသွေးများစွာနဲ့မျက်လုံးတွေမကောင်းလောက်အောင်ဖြစ်နေပြီးတော့သွေးရိုက်ထဲမှာနစ်နေခဲ့ပါတယ်။ခေါင်းနဲ့ကိုယ်တခြားစီဖြစ်နေကနောက်ဆုံးမှာတော့အဆောင်ရှောက်ရဲ့ခန္ဓာကိုယ်ဟာပျောက်ကွယ်သွားခဲ့ပြီးအဆောင်ရှောက်ရဲ့ဝိညာဉ်လို့ထင်ရတဲ့အပြာရောင်မီတော့အလုံးလေးတောင်အဖိုးစိန်ရှိနေတဲ့တစ်ပင်ကြီးစီကိုပြန်ရောက်ရှိလာခဲ့ပါတယ်။အလုံးစုံကိုမြင်လိုက်ရတဲ့အဖိုးစိန်တယောက်ကတော့စွန့်အားသွားခဲ့ပြီးဘာလို့အမဲမသိအောင်ပဲဖြစ်သွားခဲ့ပါတယ်။
အဖိုးစိန်ရဲ့နှလုံးခုန်လုံးတွေဟာမြင်တဲ့မြန်လောင်ခဲ့ပြီးတော့ရှင်သူကသူ့ထက်အဆမတန်အောင်အင်အားကြီးနေတာကိုသဘောပေါက်နေခဲ့ပါတယ်။ပဟေးဆန်ပြီးအင်မတန်ကြီးမားလာတဲ့ကြားကြီးရဲ့ဟိန်းသံကြောင့်အောက်မှာကျန်ခဲ့တဲ့ဦးဝါတယောက်ကတော့မြူတော်ထဲမှာဖြည်းဖြည်းချင်းပျောက်ကွယ်သွားခဲ့ပါတော့တယ်။တစ်ချိန်တည်းမှာပဲတစ်တော်တစ်ခုလုံးမှာမြူရီထူထပ်လာခဲ့ပြီးမြင်ကွင်းများကဝေဝါးလာခဲ့ပါတယ်။အဖိုးစိန်ကတော့သူ့စီကိုဖြည်းဖြည်းချင်းလာနေတဲ့ကြားစိုးတဝါကြီးကိုကြည့်နေခဲ့ပြီးအဖိုးစိန်ဟာအမြင့်တနေရာကိုရောက်နေတာကြောင့်တတိချာကိုမြင်နေခဲ့ရပါတယ်။အဖိုးစိန်ရောက်နေတဲ့အမြင်ဟာကြားစိုးကြီးလက်လန်းမမိရဲ့နေရာဖြစ်နေတာကြောင့်အနှင်းငယ်တော့စိတ်အေးနေရပါတယ်။ကြားကြီးကအဖိုးစိန်ရောက်နေတဲ့အမြင်လောက်ကိုတော့မခုံနိုင်ပါဘူး။ကြားကြီးကအဖိုးစိန်ရှိရာတက်ပင်နာကိုကတ်လာခဲ့ပြီးတနေရာအရောက်မှာတော့ရက်တက်ငါသူ့မျက်လုံးတတောက်ကြီးတွေနဲ့အဖိုးစိန်ကိုကြည့်နေခဲ့တယ်။အဖိုးစိန်ရဲ့ကြားကြီးကိုထက်ချက်မကွာကြည့်နေတော့ခဏလေးအတွင်းမှာပဲကြားကြီးဟာမျက်စိရှိမြင်ဝင်ကနေပျောက်သွားခဲ့ပါတယ်။မြူများထူထပ်နေရကြောင်းတသေးကိုကွဲမမြင်ရပဲခဏအကြာမှာတော့သူ့မြေလေးငတိုးရဲ့အတန်ကိုကြားလိုက်ရပါတယ်။မော်ဝင်တမန်ကြားကြီးကအဖိုးစိန်ရဲ့မြေငတိုးအယောင်ဆောင်နေတာဖြစ်ပါတယ်။ဒါအဖိုးစိန်ကတော့သိပုံမရပါဘူး။အဖိုးစိန်ကတော့မြေဖြစ်သူကိုမြင်လိုက်ရတော့သူ့မျက်လုံးကိုပဲမယုံနိုင်လောက်အောင်ဖြစ်သွားခဲ့ပါတယ်။မြေဖြစ်သူကရုတ်တရက်ပြတ်ပေါ်လာတော့ဝမ်းသာသွားပေမဲ့တစ်ဖက်မှာလည်းကြားကြီးရဲ့အနေရှိနေတာကြောင့်ဘာလို့မှမသိဖြစ်နေခဲ့ပါတယ်။မြေဖြစ်သူကိုဆင်းကြရမလား။ကြားကြီးကိုရှာရမလား။ပြားများနေခဲ့ရတာပေါ့။အဖိုးကြီးအဖိုးကဲပါအဖိုးကြီးတားကြောက်တယ်ဗျအရန်လာတာပဲဟာငတိုးကြီးငတ်မြင်နေလားကွာဆက်လာခဲ့တော့အဖိုးကြီးကျွန်တော်တို့ပြန်ကြရအောင်ကြားကြီးလည်းမရှိတော့ပါဘူးအေးငတိုးအဖိုးဆက်လာခဲ့မယ်ခဏဆောင်နော်အဖိုးစိန်ဟာတစ်ပင်ကြီးပေါ်ကနေဖြည်းဖြည်းချင်းဆင်းလာခဲ့ပါတယ်မြင်မြင်ဆင်းခဲ့ပါအဖိုးရကျွန်တော်နားလောက်ပြီဗျပြီးတော့ဒီမှာကြောက်လေကြောက်တယ်အဖိုးစိန်ကတော့မြေဖြစ်သူငတိုးရဲ့အတန်ကိုကြားတာနဲ့ဘာကိုမှကိူးမဆိုင်တော့ပဲတစ်ပင်ပေါ်ကနေအမြန်ဆင်းလာနေခဲ့ပါတယ်ဆင်းလာပါမြင်မြင်ဆင်းလာခဲ့ပါကျွန်တော်မျက်စိတွေမဝါလာပြီလက်တွေလည်းလှုပ်မရတော့အယောင်ဆောင်ငတိုးဟာကြောက်စရာအတန်ကြီးနဲ့ရင်းနေခဲ့ပြီးတော့အဖိုးစိန်ကတော့မြေစောကြောင့်မကြားနိုင်တော့ပါဘူးအဖိုးစိန်တစ်ပင်ပေါ်ကဆင်းနေတဲ့လမ်းတော်မှာပဲအတန်တစ်ခုကိုကြားလိုက်ရပါတယ်အောက်ကိုမဆင်းလာနဲ့ဒုက္ခရောက်လိမ့်မယ်အဲ့ဒါနဲ့မြေမဟုတ်ဘူးအဖိုးစိန်ကသူ့မြေမဟုတ်ဘူးဆိုရင်အတန်ကိုကြားတော့မှရက်သွားခဲ့ပြီးတခုခုကိုပြန်သုံးသပ်နေပါတယ်အရင်ကဖြစ်ခဲ့တာတွေပြန်တတိယသွားခဲ့ပြီးတော့ငတိုးဟာအဆက်မဖြစ်နိုင်မှန်းကိုရင်းနေသွားပါတယ်အဖိုးစိန်ဆင်လာခဲ့တာအခုဆိုလမ်းတော်တောင်ရောက်နေခဲ့ပါပြီအဖိုးရေဆင်းခဲ့လေဗျာမင်းကိုမကယ်တော့ဘူးလားအဖိုးရက်ဆက်လိုက်တာဗျာမင်းကငါ့ကိုငါမြင်နေဖျားအောင်မယ်ကြံနေပေါ့မျိုးမစစ်ကြားစုပ်ကောင်အဖိုးစိန်ကတော့အားလုံးကိုရင်းမိသွားတာကြောင့်တစ်ပြင်းမော်ကိုပြန်တက်သွားခဲ့ပါတယ်အဖိုးစိန်အပင်မော်ကိုတက်သွားတော့ကြားကြီးကလည်းဒေါသအင်မတန်ထပ်သွားခဲ့ပြီးတော့ငတိုးအယောင်ဆောင်အဖြစ်ကနေကြားကြီးအဖြစ်ကိုပြန်ပြောင်းသွားခဲ့ပါတယ်ကြားကြီးကငတိုးနဲ့အလုံးမဖြစ်မှန်သိသွားတာကြောင့်အမြန်ပဲကြားပုံစံပြောင်းကအဖိုးစိန်ကိုခုံဆွဲဖို့လုပ်ပါတော့တယ်ကြားကြီးရဲ့ကြီးမားချွန်ထန်နေတဲ့လက်သေးကြီးတွေနဲ့မျက်လုံးတောက်တောက်ကြီးတွေကအဖိုးစိန်အနာကိုကတ်လာခဲ့ပြီးကန်ကောင်းထောင်းမစွာနဲ့အဖိုးစိန်ရဲ့လက်ကမ်းအလိုမှာမြေပြင်ကိုပြန်ပြုတ်ချသွားခဲ့ပါတယ်အမလီကြားစုပ်ငါ့ကိုမထဲမှတ်ထားတဲ့မော်ပညာနဲ့အယောင်ဆောင်တိုက်နေပေါ့တေတော့မလို့ဖြစ်သွားတာဟာကြားစုပ်လေးဒီတစ်ခါပဲခံတော့မယ်နောက်တစ်ခါတော့ရမယ်မထင်နဲ့ကွခြောက်ချားဝဲရတဲ့တော်ကြီးကတစ်ပင်ပတ်လည်မှာပတ်သွားနေခဲ့ပြီးအကြံထုံနေခဲ့ပါတယ်အဖိုးစိန်ဟာတစ်ပင်ကြီးရဲ့အမြင်ကိုရောက်နေခဲ့တာကြောင့်ကြားကြီးဟာအခက်တွေ့နေခဲ့ပါတယ်ကြားကြီးရဲ့ပုံမှန်တင်မြေဟာအဖိုးစိန်အောက်ရောက်တာနဲ့စားမဲဝါမဲပုံဖြစ်နေခဲ့ပြီးတော့အဆွဲကြီးတွေကလည်းပြူးထွက်နေတာကိုမြင်ရပါတယ်ကောင်းလေးငါအောက်ကိုဆင်းလာပြရမလားအဖိုးစိန်ကတော့နေရာကောင်းကိုရထားတာကြောင့်လီကြီးနေခဲ့ပါတယ်ကြားကြီးကတစ်ပင်တက်နိုင်တဲ့ပုံမပေါ်တာကြောင့်အဖိုးစိန်ကလုံခြုံနေခဲ့တာပါကြားကြီးကတစ်ပင်ကြီးကိုလှုပ်ရအောင်ခန္ဓာကိုယ်နဲ့ဝင်တိုက်ပေမဲ့လည်းအဖိုးစိန်ကတော့ဟန်မပြတ်ခဲ့ပါဘူးနောက်ဆုံးမှာတော့ကြားကြီးကနေကြားတွဲလူတွဲတရံပြောင်းသွားခဲ့ကတစ်ပင်မော်ကိုတက်လာခဲ့ပါတယ်အဖိုးစိန်ကတော့သူမြင်လာရတဲ့မြင်ကွင်းကြောင့်လက်ဖြတ်သွားခဲ့ပြီးတော့ဘာလို့ရမလဲဆိုတာကိုစဉ်းစားနေခဲ့ပါတယ်ငါမင်းကိုအချိန်ချင်းပြောခဲ့တာပဲဖိုးစိန်အဲ့ကောင်ကတာမန်အညောက်တော့မဟုတ်ဘူးအခုမင်းမျက်လုံးနဲ့တက်အပ်တွေ့တော့ယုံမိမို့လားဝိညာဉ်လောကကနေတရားဝင်ကြိုးဆိုပါတယ်ငါကောင်ရမျိုးစစ်ဩပါကနေဩစာဖြစ်သွားမယ်ငါ့ကိုမကူညီခြင်းနေမင်းလိုက်ပြီးတော့အာမချောင်စမ်းနဲ့မင်းပြောတဲ့တမလုံးကနေအဲ့ကြားစိုးကိုစောင့်နေမင်းတို့ငါလက်ဆောင်ပို့ပေးလိုက်မယ်အပြောကတော့လွယ်တာပေါ့ဖိုးစိန်ဟာမင်းမှာတနတ်လည်းမရှိတော့ဒီအချိန်တွေကနေဘလို့လွတ်မြောက်နိုင်မှာလဲမင်းရောက်နေတဲ့နေရာကနေပြုတ်ကြရင်တော့ကိစ္စချောနေလောက်ပြီကွာဟိုကောင်ကလည်းတက်လာပြီမင်းကငောင်းပါစေကွာဒီအချိန်မှာပဲဂျာတိုးလူတော်တော်ကြီးကအဖိုးစိန်ရှေ့ရာတက်ပင်ကွာနာကိုရောက်လာခဲ့ပြီးခုံအုံးလိုက်တာအဖိုးစိန်နဲ့ကြားတစ်ပိုင်းနှစ်ယောက်စလုံးမြေပြင်ပေါ်ကိုပြုတ်ချသွားခဲ့ပါတယ်အဖိုးစိန်ပြုတ်ကြတဲ့အမြင်ဟာမနေလုံးနာကြောင့်အဖိုးစိန်ခမညာနှရိုးအပိုင်းပိုင်းကြိုးကအော်ဟိညင်ညူနေခဲ့ရပါတယ်
ကြားကြီးကတော့ဘာမှဖြစ်ပုံတော့မရခဲ့ပါဘူးမကောင်ဆိုအားကြားကြီးကချက်ချင်းပဲပြန်ထလာခဲ့ပြီးတော့အဖိုးစိန်ရှိရာဘက်ကိုမျက်နှာမူကလင်းလင်းနေတဲ့မျက်လုံးတွေနဲ့ဆက်ကြီးကဖြည်းဖြည်းချင်းရှောက်လာနေခဲ့ပါတယ်အဖိုးစိန်ကတော့ရင်ဘက်ကိုလက်နဲ့ဖိကနာကျန်လုံးလုံးထတော့မထနိုင်ရှာပါဘူးအဖိုးစိန်ကတော့အလွန်တရာနာကျန်နေတဲ့ဂျာတွေကနေအိတ်ထဲကိုလက်နိုင်လိုက်ပြီးတစုံတရာကိုထုတ်လိုက်ပါတယ်အဖိုးစိန်ထုတ်လိုက်တဲ့ပစ္စည်းဟာအနီရောင်ဘူးတစ်ခုသာဖြစ်ပြီးတော့အထဲမှာအနီရောင်မှုတ်တွေရှိနေခဲ့ပါတယ်အဖိုးစိန်ဟာအနီရောင်အမှုတ်တွေကိုသူ့ပါးစပ်ထဲလောင်းထည့်လိုက်ပါတယ်တစ်ချိန်လေးမှာပဲအဖိုးစိန်ကိုကြားကြီးကခုံးလိုက်ပါတော့ကြားကြီးရဲ့အကြီးမားတဲ့ခြေထောက်အောက်မှာအဖိုးစိန်တယောက်အလူးလေးခံနေရပြီးတော့ကြားကြီးရဲ့ခြေသေးချွန်ချွန်ကြီးတွေကအဖိုးစိန်ရဲ့ခန္ဓာကိုယ်ကိုဖောက်ဝင်နေခဲ့ပါတယ်ကြားကြီးရဲ့ခြေထောက်အောက်မှာအဖိုးစိန်တယောက်တိတ်လို့မတက်အလူးလေးခံနေရပြီးတော့ကျေလောင်စွာအော်ဟစ်နေခဲ့ရပါတယ်ကြားကြီးရဲ့နှိမ့်ဆက်မှုကြောင့်အဖိုးစိန်လက်ထဲမှာရှိတဲ့ဘူးလေးဟာဘေးဘက်ကိုကျသွားခဲ့ပါတယ်ဒါကဘာလဲမြေပြင်ကိုဖောက်ခွဲပြမလို့လားမင်းဘာလို့ဖို့ကြက်နေပြန်တာလဲဖိုးစိန်အဖိုးစိန်ငုံထားခဲ့တဲ့အနီရောင်အမုံတွေဟာငုတ်သီးမုတ်တွေဖြစ်ပါတယ်အဖိုးစိန်တယောက်ကတော့ကြားကြီးကြောင့်နေမကပဲငုံထားရတဲ့ငုံမုတ်တွေကြောင့်မှအလူးလဲခံနေရပြီးမျက်လုံးလေးကနေမျက်ရည်များအဆက်မပြတ်ကျနေတာထိတောင်အာတင်းကရုန်းကန်နေရပါတယ်ကြားကြီးကဖိုးစိန်ကိုစားဖို့အတွက်အဖိုးစိန်အနာကိုမျက်နှာဟပ်လိုက်တဲ့အချိန်မှာတော့အဖိုးစိန်ဟာအသိငုံထားခဲ့တဲ့ငုံမုတ်တွေကိုကြားကြီးရဲ့မျက်လုံးလေးကိုမှုတ်ထုတ်လိုက်ပါတယ်ကြားကြီးခမရမလေးမျက်လုံးနဲ့ဝင်လာတဲ့ဘာမှမသိတဲ့အရာကြောင့်အလူးလေးအကွဲကွဲခန်းစားနေရပြီးတော့ခုန်ပေါက်နေခဲ့ပါတယ်။ခေါင်းကအခါခါလှုပ်နေပေမဲ့လည်းငရုံမိုးရဲ့တန်ကိုတော့မှုံဝင်တမန်ကြားကြီးလေးခန္ဓာနဲ့ပုံမပို့ပါဘူး။အဖိုးစိန်ကတော့ရနေတဲ့အခွင့်အရေးကိုအမိရတုံချဖို့အတွက်ဖြည်းဖြည်းချင်းအားတင်းပြီးတော့ထားလိုက်ကတနက်ရှိရာစီကိုပြေးပါတော့တယ်။ကြားကြီးကတော့မျက်လုံးအဆက်တန်ကြောင့်ဘာမှမတက်နိုင်ရှာတော့ပါဘူး။အဖိုးစိန်ကအချိန်ဆွဲမနေတော့ပဲလက်တော့ဆွဲတနက်ကိုကောက်ကင်ကမှုံဝင်တမန်ကြားဆိုတဲ့တော်ဘက်ကိုတနက်ပြောင်းလဲကတီးထုတ်လိုက်ပါတော့တယ်။ကြားကြီးခမရမလေးဘလောက်ပဲအစွမ်းထက်တွေပြပြအဖိုးစိန်ရဲ့တနက်ကြီးအောင်မှာပြပြဝစ်ခဲ့ရပါတယ်။အဖိုးစိန်ဟာကြားကြီးကိုဒရဇက်ပြစ်နေတဲ့အတွက်ကြောင့်ကြားကြီးရဲ့ခန္ဓာကိုယ်ဟာလည်းသွေးများနဲ့ပြည့်နှက်သွားခဲ့ပါတယ်။နောက်တော့ပို့ပြီးတိကျသွားအောင်အဖိုးစိန်ကအသက်ပါလာတဲ့တညောင်ကိုထုတ်ကအစီရင်တစ်ခုပြုတ်လုပ်လိုက်ပြီးတော့လဲနေရဲ့ကြားစိုးကြီးပေါ်ကိုခွာထိုင်က6ချက်တိ9နာရီတောင်ကိုမျက်နှာမူပြီးတော့ဒါဖြစ်ထိုးကကြားကြီးကိုတမလွန်ပုတ်ပေးနိုင်ခဲ့ပါတယ်။နောက်တော့အဖိုးစိန်လည်းအနာမရသေးပဲမြေဖြစ်သူကိုရှာဖို့အတွက်ခရီးဆက်ရပြန်ပါတယ်။ခလလန်းကကူကြီးတစ်ခုလေးကိုဝင်သွားလိုက်ပြီးအထဲမှာတော့ကြားကြီးစားတောက်ထားတဲ့အယိုးစုတွေကိုတွေ့လိုက်ရပြီးအဖိုးစိန်တယောက်မြေဖြစ်သူကိုစိုးရင်သွားပါတယ်။ဒါပေမဲ့ခလလန်းတနေရာမှာအဖိုးစိန်ရဲ့မြေဖြစ်သူငတိုးတယောက်မယံကိုမိပြီးတော့လဲနေတာကိုမြင်လိုက်ရပါတယ်။အဖိုးစိန်လည်းဒီမြေဝင်းကိုတွေးမှပဲစိတ်တော့အိမ်နိုင်မှာတော့တယ်။နောက်တော့မြေဖိုးနှစ်ယောက်လေးတယောက်ကိုတယောက်တွဲကဂူပြင်ကိုထွက်သွားခဲ့ကြပါတယ်။အဖိုးစိန်တို့မြေဖြိုးနှစ်ယောက်ရဲ့ဆွတ်စားခန်းကြီးဟာဒီမှာရင်အဆုံးသက်သွားပြီလို့ထင်ရပါတယ်။ဒီဇလန်လေးကိုကြည့်ပြီးတော့ခွန်ချွေပရိသတ်လေးတစုံတရာခန်းစားမိလိမ့်မယ်လို့ထင်ပါတယ်ရှင်။ထို့တူကျမတို့နေထိုင်တဲ့ကဘာကြီးကလည်းကြီးနိုင်ငံနဲ့အင်အားကြီးသူချမ်းသာသူများကချို့တဲ့နှုံချသူများကိုတနည်းမဟုတ်တနည်းနည်းနဲ့အနိုင်ယူနေတာဟာထုံးစံတစ်ခုလိုဖြစ်နေပါတယ်။မြင်းနေရလာဆိုင်တဲ့လောကကြီးမှာပရိသတ်ကြီးလည်းတောကတွေကဝေးပြီးတော့စာနာစိတ်မူရိတာစိတ်တွေနဲ့ပြေဝပြီးအေးချမ်းသာရတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။